မင်္ဂလာပါ Sport and More Channel ကနေကြိုဆိုပါရစေ။ကျွန်တော်တင်ဆက်ပေးမယ့်အားကစားသတင်းကတော့ opening ရမှာရှင်ပြန်ကစားခဲ့တဲ့ FA ဘိုင်က16အဆင့်ပွဲစဉ်မှာမန်ယူအသင်းနဲ့ဝက်ဟမ်အသင်းတို့ကရှင်ပြန်ကစားခဲ့ပါတယ်။မန်ယူအသင်းကဝက်ဟမ်အသင်းကိုနောက်ကနေကစားပြီးမှ3ဂိုးတဂိုးဆိုတဲ့ရလဒ်နဲ့အနိုင်ယူပြီး FA ဘိုင်က quarter final အဆင့်တို့တက်ရောက်နိုင်ခဲ့ပါပြီ။ Manchester United အသင်းအနေနဲ့ဒီနေ့မှာကိုသမားဒီကေယာခန်းစစ်မှာဟယ်ရီမကွေးယာကင်ဒီဂတ်ဒါဂတ်နဲ့ဂါစီယာတို့ကိုကစားစေခဲ့ပြီးကွင်းလိုက်မှာတော့ဆာဘီဆာမက်တိုမီနီနဲ့ဘူနိုဖာနန်ဒက်တို့ကိုခင်းချင်းလာခဲ့တဲ့ကိုတက်စစ်မှာတော့အန်တိုနီကာနာဂျိုနဲ့ပီထဟော့တို့ကိုအသုံးပြုခဲ့ပြီးဝက်ဖို့ကိုတော့အရန်ကုန်မှာအနာပေးခဲ့တာဖြစ်ပါတယ်။မန်ယူအသင်းဟာအဲ့တဲ့ဝက်ဟန်အသင်းကို United တို့ကတော့ကိုရမအဲ့တဲ့ဝက်ဟန်အသင်းကတော့ United တို့ကိုရင်ဆိုင်ခဲ့တဲ့ကိုစရင်ကတော့ကိုသမအရီယိုလာခန်းစစ်မှာအာကွာဘော့ဦးနာဂျွန်ဆန်နဲ့အီမာဆန်တို့ကိုအသုံးပြုခဲ့ပြီးကွင်းလိုက်မှာတော့တက်ဂန်ရိုက်ဆိုချက်နဲ့ပါကေတာတို့ကိုထိုင်ချခဲ့တဲ့ကိုတိုက်စစ်မှာတော့အန်တိုနီယိုဖော်နယ်နဲ့ဘင်ဂါမာတို့ကိုပွဲထုတ်လာခဲ့ကြတာပါဒီနေ့ပွဲမှာပြီးတော့ကတော့တကယ်ဆုံးဖြတ်တကယ်ဆုံးချက်ကစားသမားကြီးကုန်းလုံးဖြစ်နေတာကိုတွေ့ရပြီးသူရဲ့ထိချက်နဲ့အခင်းအကျင်းတွေကအရေးပါခဲ့တဲ့ကိုပွဲချိန်6မိနစ်မှာသူပန်တီးပေးတာကိုစပစ်စာကန်ညာမှာကိုရမအရီယိုကပေါ်ထုတ်နိုင်ခဲ့လို့စောစောစီးစီးကိုရခွေးနေရွက်ခဲ့ပြီးတောင်ပန်ကကနာချိုနဲ့အန်တိုနီတို့ကတော့အတော်လေးကိုကစားနိုင်ခဲ့ကြပါတယ်မနေ့ကမှာအန်တိုနီကိုပဲဆွေယုံစပင်ဆွေယုံဆိုးထားတဲ့ကနာချိုကရုပ်တံပေါ်မှာလူပန်းဆရာရိုက်ဖြစ်နေခဲ့ပြီးခြေစွမ်းပြအချင်းချောင်းနိုင်ခဲ့ပေမဲ့ဝေဟန်ကိုရမအမှမရှိပဲကာကွယ်တွားနိုင်ခဲ့တာကြောင့်ပထမပိုင်းကဝေဟန်တို့ရဲ့ကောင်တာထုတ်ဖောက်မှုတွေနဲ့ပဲအပြိုင်ရင်တဟေးရဲ့တတိကြီးမှုကိုဒီကရဲ့တတိကြီးမှုကာကွယ်မှုကိုစံတရင်ကိုမရှိတရေပွဲဖြစ်ခဲ့ပါတယ်ပထမပိုင်းမှာကိုမရှိနဲ့တရေနဲ့ပဲအဆုံးသတ်ခဲ့ရပါတယ်ဒုတိယပိုင်းအစကန်အစမှာတော့ United တို့ဘက်ကမဲတိုမီနီအစကစမဲကိုဝီလာခဲ့တဲ့ကိုနတင်စီကုန်းကစားအတင်လာခဲ့ကြပြီးဆိုချက်ရက်ခုံတိုက်ချက်ကိုဒီကရပို့ထုတ်ခဲ့ရတဲ့ကိုအင်ရှင်တွေကတော့အလုံးတင်းမဟုတ်ခဲ့ပဲကိုပေါ့မတဲတဲ့ဖုံးတီးမှုတွေကိုကျူးနေခဲ့ပါတယ်ပွဲချိန်50မိနစ်အရောက်မှာတော့ဝေဟန်တို့အပွေကိုစတင်တွင်းယူနိုင်ခဲ့ပြီးပဲချန်တဲလုံးကနေတောင်ပန်ကပကုန်းရလာတဲ့အီမာဆန်ကအရေအထဲကိုအနိဘောချိုးပေးရမှာပြင်ခါမှာကအရေအထဲမှာတစ်ချက်ထင်းပြီးပူနိုဖာနဲ့ဝင်မသားနိုင်ခင်အဝေးတိုင်အပေါ်တော့ကိုလန်ကန်တွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်ဒီကိုမှာတော့ခံကိုခေါင်းချိမကွရရဲ့ရေးကန်မှုကလည်းအကြောင်းရင်းခံတရားဖြစ်ခဲ့ပြီးနိပြတန်ဟာကတော့ကိုပေးရပြီးမှဂင်ဒီကောနဲ့အန်တိုနီတို့အစားပီဆန်နိုမာတင်နဲ့နေဖိုတို့ကိုထဲတွင်းပြီးအပြောင်းအလဲလုပ်ခဲ့တယ်လို့သိစစ်ဖွေးကစားခဲ့တာကြောင့်ဝေဟန်တို့ရဲ့ကောင်တာတွေနဲ့ရင်ဆိုင်ခဲ့ရပြီးအန်တိုနီယိုရဲ့အနိကကန်ချက်ကိုဒီကေယာကာကွယ်နိုင်ခဲ့လို့တာအကျုံးမနေခဲ့တာပါမယူတော့တက်တာခဲ့ရပါတယ်ဒီကေယာကြောင့်မယူတော့တက်တာခဲ့ရပါတယ်ပွဲချင်းခွန်စကွန်မိနစ်မှာတော့ပွဲချင်းခွန်29မိနစ်အရောက်မှာတော့ United တို့ခြေပကိုပြန်ရယူနိုင်တွားနိုင်ခဲ့ကြပြီး United တို့ခြေပကိုပြန်ရယူတွားနိုင်ခဲ့ကြပြီးဒီကိုတော့ညာတော့ကန်ဘောကနေပူနိုဖန်တဲ့လက်ကန်တင်ပေးတာကိုဘက်ဟောနဲ့ခေါင်းရှင်တိုက်ခဲ့တဲ့ဝေဟန်တို့ကန်ကိုအကွာကကိုခေါင်းတိုက်တွေးမိခဲ့တာဖြစ်ပြီးကိုရမအရီယိုလာကလည်းပုတ်ထုတ်စစ်တဲ့ပုတ်ထုတ်ခဲ့တာကြောင့်မကကွဲနိုင်ခဲ့ပဲဖြစ်နေခဲ့ရပါတယ်ရေချနေချိန်မှာဝေဟန်ဒိုဘက်ကဖော်နေနဲ့အန်တိုနီတို့အစားဘိုဝီနဲ့စကာမက်ကာတို့ကိုထဲတွင်းခဲ့တဲ့ကိုအင်စီယူနိုက်တက်တို့ဘက်ကတော့စပစ်စာဆပ်ဖက်ကိုထဲပေးလို့ရှယ်မပါနိုင်ချိန်မှာပဲချန်တိုက်စစ်ကိုပုံမကူညီနိုင်ဖို့လောက်ဆောင်လာခဲ့တာပါပွဲချိန်မိနစ်90မှာတော့ United တို့ပဲနောက်ကနေအနိုင်ကိုထမ်းမှန်ရယူနိုင်ခဲ့ကြပြီးတွေကိုတော့ငါချန်ကနေဖြတ်တင်ပေးတဲ့ဘလုံးကိုဝေဟန်ကန်စီကစင်းထုတ်ရာကနေဘက်ဟောရဲ့ကန်ချက်ကလူတီပြီးပြန်ထွက်အလာမှာပဲချမ်းမရှိနေတဲ့ကာနာချိုကအဝေးတိုင်ဝက်ကိုလန်းကန်ခဲ့ရမှာကိုသမအရီယိုလာမင်ကွင်းပိန်းနေပြီးကာကွယ်ပုံနောက်နေခဲ့ကိုခန်စာဝေဟန်တို့အနိုင်ကိုခွင့်ပြုခဲ့ရပါတယ်ဒါကျအချိန်ပုံ9မိနစ်ပါတော့အင်ရှင်တရဲ့ညီတွေပဲအနိုင်တေချာစင်မဲ့တရားကိုတွင်းယူတောင်းနိုင်ခဲ့တယ်ဒီကိုတော့နောက်ခါဒီကအကွာရဲ့အမားကအနေရထဲမှာဘီထော့ကယူလို့ပြတ်ခဲ့တဲ့ဘုံကိုပြေးဝေလာတဲ့ Fred ကအနိ
ကန်တွင်းပြီးကိုအဖြစ်ပြောင်းလဲနိုင်ခဲ့တာပါပွဲချိန်အပြီးမှာတော့ Manchester United တို့က West Ham United တို့ကို3 9နဲ့အနိုင်ရခဲ့ပြီး FA ဖလားကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်သွားနိုင်ခဲ့ပြီဖြစ်တယ်လို့နောက်တစ်ဆင့်မှာတော့အင်ကွေး Old Trafford မှာပဲဖူဟန်အတင်းနဲ့ဆက်လက်ဆင်ပြိုင်ရမှာလို့သိရပါတယ်မန်ယူအတင်းဟာပြီးခဲ့တဲ့ပွဲကြ3ပွဲစလုံးမှာအနိုင်ရလိုက်နဲ့အနိုင်ယူခဲ့ပြီးယူရိုပါလိဂ်မှာဘာစီလိုနာကိုဖြုတ်ချအိမ်ပြန်စီခဲ့တယ်လို့ကာဘောင်ပရာဘူးပွဲမှာလည်းဒီမှာခြေစွမ်းတိုးတက်နေတဲ့ Newcastle ကိုအနိုင်ယူပြီးပို့ဆွဲခဲ့ပါတယ်ဒီနေ့မှာလည်းတန်းစင်းစုံကနေအန်တရရှိတဲ့ဝဲဟန်အတင်းကိုFA ဖလားမှာဖြုတ်ချနိုင်ခဲ့ပြီးFA ဖလားရဲ့ကွာတာဖိုင်နယ်အဆင့်တို့တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးတဲ့အခစားဒီမှာကိုကျွန်တော်တက်ခဲ့မယ်ဆိုရင်ကျွန်တော် channel လေးကို like နဲ့ subscribe နဲ့ update တော့ပါဦးကျွန်တော်ပဲတာရခန့်ချင်ပါတယ် support တဲ့မို့ channel ကနေကျေးဇူးတင်ပါတယ်အမားများပါရင်တောင်းပန်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် thank you ပါ